တချီလေးမြို့မှာအခုလိုမျိုးအာစီတစ်ထက်တိုက်အိမ်တလုံးစောက်ဖို့အတွက်ဘတ်ငွေဘယ်လောက်သုံးရင်ရပါသလဲခင်ဗျာဝန်လောင်ကုမ္ပဏီကနေတာဝန်ယူပြီးတော့တိစောက်ထားတဲ့တစ်ထက်တိုက်အိမ်လှလေးစီကိုဟင်းမျိုးကခေါ်ဝါပေးပါမယ်ခင်ဗျာဒီအိမ်ကိုတော့အလေယာအနံပေ40ပတ်လည်အတွင်းမှာတိစောက်ပေးထားပဲဖြစ်ပါတယ်ဖျားကန်တက်ခန်းမာစတာဘယ်ရွန်နှက်ခန်းစင်ဂယ်ဘယ်ရွန်နှက်ခန်းနဲ့မိဖို့ကန်တက်ခန်းအဲကန်တက်ခန်းတို့ကိုထည့်သွင်းတိစောက်ပေးထားပဲဖြစ်ပါတယ်ခင်ဗျာအိမ်ဝင်တကားမကြီးနဲ့အိမ်ခန်းတကားများကိုကျွန်းတကားများတက်ဆင်ပေးထားပါတယ်ခင်ဗျာအိမ်ထဲကိုဝင်ခြင်းမှာတော့မိသားစုများတတနားနေရန်အတွက် living room area အခြေကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာမျက်နှာကျဒီဇိုင်းလှလေးကိုလည်း Asian စိတ်တိုင်းကြတက်ဆင်ပေးထားပါတယ်ခင်ဗျာရှောက်လန်းအကျယ်ကနေရှောက်လာရင်ပထမဆုံးတွေးမြင်ရမယ့် single bedroom အခန်းပဲဖြစ်ပါတယ်ခင်ဗျာဒင်းတကားများကို aluminum မှန်တကားများတက်ဆင်ပေးထားပြီး security address စတိတန်ပန်းများကိုတက်ဆင်ပေးထားပါတယ်ခင်ဗျာဒုတိယမြောက်တွေ့မြင်ရတဲ့အခန်းကတော့အရန်ကုန်မှာလှပပြီးတော့နေချင်းစပဲမာစတာဘယ်ရွန်အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခန်းရဲ့အကျယ်ကို Asian စိတ်တိုင်းကြဖွဲ့စည်းတည်ဆောက်ပေးထားပြီးရေချိုကန်အိမ်သားကိုလည်းနေရာကျကျယူပေးထားပါတယ်ခင်ဗျာတတိယမြောက်တွေ့မြင်ရတဲ့ single bedroom အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခန်းတိုင်းကိုအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းမွန်စွာရရှိရန်အတွက်မှန်တည်င်းတကားများကိုတက်ဆင်ပေးထားပါတယ်ခင်ဗျာစတိုးဒါမြောက်တွေ့မြင်ရတဲ့ master bedroom အခန်းပဲဖြစ်ပါတယ်ခင်ဗျာdining room ဘေးမှာထားရှိပေးထားတဲ့ဘုံသုံးရေချိုးကန်အိမ်သာတိုးရက်ပဲဖြစ်ပါတယ်ခင်ဗျာkitchen area ကိုလည်း Asian စိတ်တိုင်းကြကျယ်ဝန်းစွာထားရှိပေးထားပြီးတော့ cabinet များကိုလည်းတည်သက်စွာတက်ဆင်ပေးထားပါတယ်ခင်ဗျာအေဂျင့်ပြီးတော့တပ်ပက်စရာကောင်းတဲ့ဖျားကန်းကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးတေသက်လပခင်မီရဲ့ဒီဇိုင်းများနဲ့မိမိရဲ့အိမ်ကိုဖန်တီးခြင်းနဲ့ဆိုရင်ဝန်လောင်ကုမ္ပဏီ399336658663ကိုအခုပဲဆက်သွယ်စုံစမ်းလိုက်တော့နော်ပြီးတော့အခုပြနေတဲ့အိမ်ရဲ့ရေမီးအပြည့်အစုံကုန်ကျစရိတ်စုစုပေါင်းပါဆိုရင်ဘတ်ငွေ10သိန်းပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook, TikTok, YouTube channel တွေကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ်တာ